မင်္ဂလာပါတကယ်ချင်းတွေစကားတစ်ခုကရံမွေးတစ်ခုကိုဥတီစေလိုက်တဲ့လုံးရွှေတို့ကိုလည်းရစေနိုင်ပါတယ်လိမ္မာပါနဲ့စွာပြောဆိုတဲ့ခြင်းဟာမိမိဘဝအတွက်အကောင်းဆုံးသောလက်နက်တစ်ခုဖြစ်ပါတယ်လူမှုဘဝမှာအောင်မြင်မှုရရှိစေဖို့အတွက်စကားပြောနည်း10မျိုးရှိပါတယ်နံပါတ်1ကတော့ရေကူးညတဲ့စကားပြောနည်းပဲဖြစ်ပါတယ်တကယ်ချင်းတွေရေစီးနေတဲ့မြစ်ကိုဖြတ်ကူးတဲ့အခါဒီအတိုင်းတည်းဖြတ်ကူးလို့မရပါဘူးမြစ်တစ်ဖက်ကမိမိသွားလို့တဲ့နေရာကိုရောက်စေဖို့အဲ့ဒီနေရာနဲ့တဲ့ဒီဘက်ရေညာရဲ့အရက်ဆိုတော့အထက်ဘက်ကိုနည်းနည်းတိုးပြီးတော့ကူးတော့မှသာရေစီးအချိန်နဲ့ရွေးပါပြီးတစ်ဖက်ကမိမိရေမှန်းထားတဲ့နေရာကိုချောမောစွာရောက်ရှိမှာဖြစ်ပါတယ်ဒီလိုပဲကိုလိုရှိတဲ့အချက်စီရောက်စီဖို့ခက်မြင့်မြင့်ထားတင်ကြိုပြောဆိုတဲ့စကားကိုတော့ရေကူးညတဲ့စကားပြောနည်းလို့ခေါ်ပါတယ်တခါတော့ဂရေ80ကျွဲသွားတဲ့တထေးကြီးမှာသားလေးတယောက်ရှိတယ်အဲ့ဒီတထေးသားလေးကဂျွန်ထိုးရန်ကစားနေရင်ဦးထုံးသွားတယ်ဗျဘိုက်အောင်လိုက်တာဗျာအစားတော့လည်းမဝင်တော့တဲ့အတွက်မိဘတွေကစီးစရာသမားတော်တွေခေါ်ပြီးကုသပေးပေမဲ့ အောင်မလေးဘိုက်ကအောင်တော့ပဲဗျပါရီကဘိုက်လည်းမပြတ်တဲ့အောင်ထမင်းလည်းမစားဘူးဒုက္ခပါပဲဆရာစီဝကောက်ခေါ်ပြီးကူမပြစ်မယ်ရှင်မကြီးဒီလိုနဲ့ဆရာစီဝကကြွလာပြီးတထေးသားလေးရဲ့ယောဂဝေဒနာကိုစစ်ဆေးကြည့်ရှုလိုက်တဲ့အခါဆရာစီဝကဒီလိုတွေးပါတယ်ဦးထုံးနေတာပဲဝမ်းဘိုက်ကိုခွဲပြီးထုံးနေတဲ့ဦးကိုဖြီမှရမယ်ဝမ်းဘိုက်ကိုခွဲပြီးကုသဖို့ကလေလူနာက9ရက်လုံးလုံးနာကျင်မှုမခံစားရတော့နှစ်ချက်အိပ်ပျော်နေမှာဖြစ်မှာ9ရက်လုံးအိပ်ပျော်နေစီကိုဒီတထေးသားလေးကတောက်ပါမလားဆရာတာလီရဲ့ယောဂဝေဒနာကုသလို့ပျောက်ကင်းနိုင်မှာမလားပျောက်အောင်ကုပေးပါဗျာဟုတ်ပါတယ်ဆရာကျွန်တော်ရဲ့ဝေဒနာကိုကုပေးပါနော်ခေါင်းဝေဒထေးသားအမောင်ယောဂပျောက်ကင်းစေဖို့ကျုပ်တောင်းဝင်ယူပါတယ်ဒါပေမဲ့9လတိတိအိပ်ပျော်နေမစေဘူးတော့အမောင်တောက်မကူလို့ရမှာနော်တောင်းနိုင်တယ်မဟုတ်လား9လတော့အိပ်ပျော်မယ်စီဆိုရင်တော့မတောင်းချင်ဘူးဗျာဝေဒနာမပြောက်ရင်လည်းနေပါစေတော့ကောင်းပြီလေဒါဆို9လအိပ်ပျော်မယ်စီရော9လလည်းမတောင်းနိုင်ဘူးဗျာဒါဆို4လကွာ3လမဖြစ်ပါဘူးဗျာကဲ2လ2လလည်းမအိပ်နိုင်ဘူး1လရောကွယ်1လလည်းများသေးတာပါဗျာခဲဒီလိုဆိုအမောင်ရဲ့ယောဂဝေဒနာတက်တာလုံးပျောက်ကင်းစေဖို့9ရက်လောက်အိပ်ပျော်မယ်စီးဆိုရင်မတော့နိုင်ဘူးလား9ရက်ဆိုရင်တော့မဆိုးပါဘူးဒီလောက်ရက်လေးအိပ်ပျော်နေရတော့ကတော့ဖြစ်ပါတယ်တောက်မယ်ဗျာဒါနဲ့ပဲဆရာစီဝကတထေးသားလေးကို9ရက်အိပ်ပျော်စေတဲ့စီကိုတိုက်ပြီးတော့တထေးသားလေးနှစ်ချက်အိပ်ပျော်နေတော့ဘိုက်ကိုခွဲပြီးဦးကိုဖြီးပေးကောင်းစွာကုသလိုက်ပါတယ်9ရက်ပြည့်လို့တထေးသားလေးအိပ်ပျော်နေရနိုးလာတယ်ဆိုရင်ပဲဟာဘိုက်လုံးဝမအောင်တော့ဘူးဗျာတကယ်တော့ဆရာစီဝက9လကစကြည့်ပြီးလူနာတထေးသားလေးကိုမေကသူလိုချင်တဲ့9ရက်တာအိပ်ဆက်စီဖို့သဘောတူအောင်ရေကူးညတဲ့စကားပြောလေးကိုသုံးခဲ့တာပဲဖြစ်ပါတယ်ကဲတငယ်ချင်းတို့လည်းအခုပဲစသုံးကြည့်လိုက်တော့နော်အားလုံးကျမ်းမာချမ်းသာကြပါစေဒီဗီဒီယိုလေးကတငယ်ချင်းတို့အတွက်တခုခုအကျိုးရှိစေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ call လေးနှိပ်ပေးခဲ့ကြပါအောင်ဗျနောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်